ဥရောပသမဂ္ဂနဲ့အမေရိကန်ကြားကတင်းမာမှုဟာအခုဆိုရင်အထွတ်အထိပ်ကိုရောက်ရှိလာပါပြီ။ဒိန်းမတ်နိုင်ငံပိုင် Greenland ကျွန်းကိုဝယ်ယူဖို့ဖိအားပေးတဲ့အနေနဲ့သမ္မတ Donald Trump ကဥရောပနိုင်ငံတွေအပေါ်အကြီးအကျယ်အခွန်တိုးမြင့်မယ်လို့ချိန်ချောက်လိုက်တာပါ။ဒီလောက်ရက်ကိုတုတ်ပြန်ဖို့အတွက်ဥရောပသမဂ္ဂအဖွဲ့ဝင်28နိုင်ငံဟာအရေးပေါ်အစည်းအဝေးတစ်ရက်ကိုချက်ချင်းခေါ်ယူလိုက်ပါတယ်။သမ္မတ Trump ကဒိန်းမတ်ပြင်သစ်ဂျာမနီနဲ့ UK နိုင်ငံတွေအပေါ်10%အခွန်တိုးမြင့်မှုကိုဖေဖော်ဝါရီလ1ရက်နေ့မှာစတင်မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။တယန်ဇာတကျွဲဝတဲ့ Greenland ကျွန်းကိုတရုတ်နဲ့ရုရှားတို့ကမျက်စိကျနေတာကြောင့်အခုလိုလှုံ့ဆော်ရတာလို့သူကဆိုပါတယ်။ဥရောပကောင်းဆောင်တွေကတော့ဒီလောက်ရက်ဟာနိုင်ငံတကာဆက်ဆံရေးကိုပျက်စီးစေနိုင်တယ်လို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပြီး Greenland ရဲ့အချုပ်အခြာအာဏာကိုဘလို့ချင်းချောက်မှုမျိုးနဲ့မှလဲလှယ်မှာမဟုတ်ဘူးလို့တုံ့ပြန်ထားပါတယ်။ဒင်းပြည့်စုံကိုခက်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။